န်ကောက်မှာနေပြီး office life ကိုဖြတ်သန်းနေတဲ့မိန်းကလေးတယောက်ရဲ့တရက်တာတခါတလေတရက်တာက plan ထားရင် plan ထားတဲ့အတိုင်းဖြစ်မလာတော့အဲ့ဒါကတော့ဒီနေ့ပါပဲဆိုတော့ဒီနေ့ရဲ့တရက်တာကိုချိန်နေရဖြတ်သန်းလိုက်ရပါတယ်ဒီနေ့ကတော့နေ့လယ်ပိုင်းမှာအလုပ်စားလို့အောင်မလို့မနက်ပိုင်းကိုအေးဝဝနဲ့နှုတ်ထားလာပါတယ်နက်ထထချင်းလို့ဖြစ်တာကတော့ရေကိုအဝါတောက်ပြီးတော့မျက်နှာတစ်သွားတိုက်ပါတယ်ဒီနေ့ရဲ့ breakfast လေးကို scrambled egg နဲ့ bread toast လေးကိုစားပြီး focus လေးနားထောင်ရင်းနဲ့ enjoy လုပ်ဖြစ်ပါတယ်နေ့လယ်ပိုင်းမှာအလုပ်လုပ်အောင်မှာဆိုတော့မနက်ပိုင်းကိုမနက်စာစားပြီးကျင်သွားဖို့ plan ထားတဲ့ plan ကတော့ဖြစ်မြောက်သွားပါတယ်ကျင်သွားဖို့ ready လည်းဖြစ်ပြီဆိုတော့ကျင်သွားလိုက်ပါအောင်မယ်ဒီနေ့ကျင်ကိုတော့ဆိုင်ကနေသွားဖြစ်ပါတယ်ကျင်ကိုရောက်ရင်ထုံးစံအတိုင်းကျင်သက်မစော့ဖြစ်ဘူးဖုန်းလေးကိုခဏကြည့်ပြီးတော့ relax လုပ်လိုက်ပါတယ်ဖုန်းလေးလည်းကြည့်ရင်းနဲ့အချိန်လေးကကုန်လာပြီဆိုတော့ကျင်လေးကိုစပြီးတော့ကစားလိုက်ပါအောင်မယ်ဒီနေ့ကတော့ upper body တော့ focus ထားပြီးတော့ဆော့ဖြစ်ပါတယ်ကိုယ့်ရဲ့ lifestyle self care အနေနဲ့ကျင်ကိုကစားရတာ enjoy ဖြစ်တယ်အလုပ်သွားဖို့အချိန်လေးလည်းကတ်နေပြီဆိုတော့ဆိုင်ငယ်လေးနဲ့ပဲအိမ်ပြန်ဖြစ်ပါတယ်ပြောရမယ်ဆိုရင်ဒီနေ့ကအလုပ်မှာအရေးကြီးရဲ့ပွဲလေးရှိတယ် start လုပ်နေတဲ့ဆိုင်တော့မဟုတ်ဘူး founder တူတယ်အဲ့ဆိုင်ရဲ့ပွဲလေးမှာ start က content creating ပိုင်းနဲ့ event လေးကို manage လုပ်ပေးရမှာပွဲအတွက်လောက်အောင်မှာဆိုတော့နည်းနည်းတော့ nervous and excited ဖြစ်နေတယ်ဒီနေ့ရဲ့ event လေးက pool party လေးဖြစ်လို့ outfit လေးကို swimsuit နဲ့ white jacket လေးကိုရွေးထားပါတယ် ready လေးဖြစ်ပြီဆိုတော့သွားလိုက်ပါအောင်မယ်ဒီလိုအရေးကြီးတဲ့နေ့တွေဆိုရင်တော့ public transportation ကိုသိမ့်မသုံးဖြစ်ဘူး I have to Banjul ပြောချင်တဲ့ topic လေးကဒီမှာစပါပြီကန်ဆိုမိုးမောင်စွာနဲ့ထိုင်းပြည်မှာကြီးနေရွာဆန်တယ်လို့ start တို့ event ကို cancel လိုက်ရပါတယ် event cancellation အတွက်တော်တော်လေးအလုပ်ရှုပ်လိုက်ရတဲ့ video ရိုက်ဖို့အာရုံမရလိုက်ဘူးဆိုတော့ဒီနေ့ရဲ့နေ့လယ်စာလေးလည်းမစားရသေးရနဲ့အငင်းနာမောရဲ့ဖူးကောင်ထဲမှာ lunch လေးကို enjoy လုပ်ဖြစ်ပါတယ်ဒီလို stress တွေများတဲ့နေ့ဆိုရင်ဘာဆက်စားမလို့ဒီနေ့ရဲ့နေ့လယ်စာကိုကြက်သားနဲ့ roti custard cream bun ရဲ့ cheesecake နဲ့ ice latte လေးကိုအဝါကြီးဖြစ်ပါတယ်အားချန်အလုပ်လေးတွေချက်ချင်းလုပ်ဖို့ရှိရနဲ့ coffee ဆိုင်လေးမှာဝင်ထိုင်ပြီးတော့အလုပ်လုပ်လိုက်တာ4နာရီလောက်အချိန်ကုန်သွားတာမသိလိုက်ဘူးအလုပ်လေးတွေလည်းတစ်ဖြတ်ပြီးပြီဆိုတော့အင်ကိုအရင်ပြန်လိုက်ပါအောင်မယ်ဘန်ကောက်မှာ weekend လဲ public transportation မှာလူအပြည့်နဲ့စီကားမြေစီကားစေပါပဲအိမ်လဲပြန်ရောက်ပြီဆိုတော့ဝယ်စားလဲပြီးတော့လုံးလက်စအလုပ်လေးတွေကို work from home အနေနဲ့အလုပ်လုပ်ဖြစ်ပါတယ်ထိုင်းကပြီးရင်အုပ်ချုပ်တဲ့စနစ်ဆိုတော့ဒီလိုနေ့တွေဆိုရင်တိတ်တိတ်ဆိတ်ဆိတ်နေပေးရပါတယ်သူတို့စီကနေပြီးတော့မစာတရဝင်ထုတ်ပြန်ထားရှိရဆိုတော့အရန် sensitive ဖြစ်ပါတယ် digital marketing မှာလုပ်နေတဲ့ထိုင်းရဲ့ culture ကိုလည်းသိရပါတယ်ထပ်တူဝယ်နေကြောင်း post တွေ logo ကိုလည်းအဖြူမဲကြီးချိန်ပေးရပါတယ်လုပ်လေးလက်ဆက်တက်ပြီးတော့ dinner လေးကို yoga healthy bowl လေးနဲ့ enjoy လုပ်ဖြစ်တယ်ကိုယ့်ရဲ့ personal time မှာ vlog လေးတွေကိုချိန်ပေးဖြစ်ပါတယ်ဒီနေ့ရဲ့တရက်တာက plan တိုင်းမဖြစ်သွားပေမဲ့အကောင်းဆုံးတော့ဖြစ်သန်းလိုက်တယ်အဲ့ချိန်လေးရောက်ပြီဆိုတော့မျက်နှာသစ် skin care ပြီးတော့အေးရဝင်ပါတော့မယ်